ကမှာလူတွေဟာဘဝမှာအသက်ရှင်ကြတယ်ဘုန်းကြီးတို့တွေလည်းဘဝမှာအသက်ရှင်နေတယ်အဲ့တော့လူတိုင်းဟာဘဝမှာအသက်ရှင်နေကြတာအဲ့ဒီဘဝမှာအသက်ရှင်နေတာဟာဘယ်နည်းနဲ့အသက်ရှင်တာကောင်းတယ်လဲစီးပွားတွေအောင်မြင်ပြီးတော့ကုမ္ပဏီကြီးတွေထူထောင်ပြီးအသက်ရှင်တာကောင်းတာလားနော်စီးပွားရေးလုပ်ငန်းကြီးတွေအောင်မြင်ပြီးတော့အသက်ရှင်တာကောင်းသလားပစ္စည်းဥစ္စာတွေအများကြီးပိုင်ပြီးတော့အသက်ရှင်တာကောင်းသလားတကယ်ကို technology သိပ္ပံဆရာကြီးလုပ်ပြီးတော့သိပ္ပံပညာရပ်တွေဖြန့်ဖြူးပြီးအသက်ရှင်တာကောင်းသလားဘယ်အသက်ရှင်မှုကအကောင်းဆုံးလဲဆိုတာကိုဒီမေခွန်းလေးတက်လာတဲ့အခါကျတော့အဲ့တော့ကောင်းတယ်ဆိုတာဘယ်လိုကောင်းတာလဲနော်သက်ရှင်မှုရှင်ဒီလူတွေကမျိုးမျိုးရှိတယ်အဲ့သက်ရှင်မှုရှင်ဒီတွေကဘယ်သက်ရှင်မှုကအကောင်းဆုံးလို့စဉ်းစားကြည့်လိုက်ကိုချိုးသူချိုးနှမျိုးလုံးရှိရမယ်တော့ကိုချိုးသူချိုးနှမျိုးလုံးရှိရမယ်ကိုချိုးကြီးလည်းမကြည့်နဲ့သူများချိုးကြီးလည်းမကြည့်နဲ့အဲ့တော့ကိုကစီးပွားအောင်မြင်တယ်ဆိုလို့ရှိရင်အလုံးအောင်မြင်မှုတွေဟာအခိုက်အတန့်တခဏမြတာဖြစ်တယ်အသက်ရှင်မှုဟာသိသွားရတဲ့တပြိုင်နက်ဒီဘဝဒီခန္ဓာဆုံးသက်သွားတဲ့တပြိုင်နက်သူ့အတွက်ကဘာမှမရှိတော့ဘူးတလောက်ကြီးမရှိတော့နော်အဲ့တော့မြတ်စွာဘုရားရဲ့အဖြေရပါတော့ဆိုပညာဖြင့်အသက်ရှင်ခြင်းဟာအကောင်းဆုံးဆိုပညာနဲ့အသက်ရှင်နေဆိုတာဘယ်လိုဆိုလိုတာတော့ဘဝမှာနေစဉ်နေတဲ့ထိုင်တဲ့အခါမှာအသိရှိတတိရှိနဲ့တမိုးရှိနေထိုင်တတ်တဲ့ပညာနဲ့စဉ်းစားပြီးတော့အသက်ရှင်တာအကောင်းဆုံးပဲတော့စီးပွားဥစ္စာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဝေကျေတနာကြွယ်ဝသည်ဖြစ်စေမကြွယ်ဝသည်ဖြစ်စေနေ့စဉ်မှာအတိတရားနဲ့အသက်ရှင်တို့ဆိုလိုတာပေါ့နော်အတိတရားမရှိဘဲနဲ့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်ဟာပစ္စည်းဥစ္စာတွေတော့ပေါ်ခြင်းပေါ်လိမ့်မယ်တခြားကိစ္စတွေအောင်မြင်မှုတွေရခြင်းရလိမ့်မယ်ဒါပေမဲ့လို့သူ့ရဲ့အသက်ရှင်မှုဟာတန်ဖိုးရှိတာမဟုတ်တော့ဘူးပေါ့တန်ဖိုးမရှိဘူးပေါ့အဲ့ဒါကြောင့်မို့လို့တန်ဖိုးရှိအကောင်းဆုံးအသက်ရှင်မှုရရှိဖို့ရအတွက်ကြတော့ဘာဟာအရေးကြီးဆုံးတော့ဆိုရင်ပညာဖြင့်အသက်ရှင်ရမယ်ပညာဖြင့်အသက်ရှင်တယ်ဆိုတာကိုဘဝလမ်းကြောင်းကိုမတိမ်ဆောင်ရအောင်ထိန်းကျောင်းပြီးတော့နေနိုင်တဲ့အသိပညာတန်ဖိုးရှိကြောင်းကိုလှုပ်ဆောင်နိုင်တဲ့အသိပညာအဲ့ဒီပညာနဲ့နေစဉ်ဘဝမှာအချိန်ကုန်သွားမှဓမ္မသက်ရှင်ရရုပ်မြင်နဲ့တယ်လို့သူတို့ဆိုတာနော်အဲ့ဒါမြတ်စွာဘုရားဝိတ္တသုတ်ဆိုတဲ့သုတ်တန်တစ်ခုမှာအမေနဲ့အဖြေဟောကြားထားတာဖြစ်တယ်မေးတဲ့ပုဂ္ဂိုလ်ရဲ့မေးခွန်းကိုမြတ်စွာဘုရားကခုလိုဖြေရှင်းထားတာဆိုတော့အလုံးပြန်ပြီးတော့ခြုံလိုက်မယ်ဆိုရင်ဘုန်းကြီးတို့တွေခုလူဘဝအသက်ရှင်နေတဲ့အချိန်မှာငါဒီအကောင်းဆုံးပစ္စည်းဥစ္စာကိုရရှိပြီလားအကောင်းဆုံးပစ္စည်းဥစ္စာဆိုတာတရားတရားပဲငါစီမှာခိုင်မာရဲ့လားဒါကိုစဉ်းစားပြီးတော့မရသေးရင်ရအောင်လုပ်ရမယ်ရရင်လည်းပို့ပြီးတော့တိုးတက်အောင်လုပ်အောင်ပြီးတော့ချမ်းသာဒုက္ခကိုတကယ်ပေးနိုင်စွာရှိတဲ့ကုသကမ္မဗရတရား10ပါးရောငါပြည့်ပြည့်ဝကျင့်သုံးပြီလားနော်ဒီအရသာတွေထဲမှာအကောင်းဆုံးအရသာကိုငါရရှိပြီးပြီလားအမှန်သောစကားကိုဆိုခြင်းဖြင့်ဘယ်တော့အခါမှမူတာမဆိုဘဲနဲ့မှန်တာကိုပြောဆိုခြင်းဖြင့်အကောင်းဆုံးသောအရသာကိုငါရရှိခံစားပြီးပြီလားဆိုတာအဲ့ဒါတွေစဉ်းစားပြီးနောက်ဆုံးငါအသက်ရှင်နေတာဆိုပါစို့ကိုယ်အသက်ရှင်နေတာလူဘဝရလာတဲ့အခါမှာအနှစ်20အသက်ရှင်နေနှစ်30အသက်ရှင်နေနှစ်40 50 60 80 80ဆိုတာလို့အသက်ရှင်ကြတဲ့တဲ့ပဲကိုယ်အသက်ရှင်တဲ့အချိန်မှာတတိမေးလျော့ပြီးအသိပညာမရှိဘဲနဲ့ဘဝကြီးကိုဖြတ်တန်းလာတဲ့အချိန်တွေကများတော့ငါအခုသက်ရှင်နေမှုဟာအသိပညာနဲ့အသက်ရှင်တာရောငါမှာဖြစ်ကြလားမဖြစ်သေးရင်ဖြစ်အောင်ကြိုးစားဖို့ဒီနေ့ကနေစပြီးတော့အသိပညာနဲ့အသက်ရှင်အောင်ငါကြိုးစားမယ်လို့ကိုယ်စီနှလုံးသွင်းပြီးကျင့်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း